ခေတ္တမူကြီးလွှမ်းမိုးအောင်နဲ့အဖွဲ့သူဖွဲ့သားများကပွဲကြိုက်ခင်းဆိုသောတေးတပုတ်ကိုဖြစ်နာမအမည်လေးရွတ်တူသူတို့သမီးသူတို့သားများကိုဖြစ်ဒီလိုခုံပြုကြရအောင်ပြောဟေးပမာကြီးတလုံးနဲ့စတင်ကပွဲခွန်လိုက်ပါပြီပမာကြီးကိုဘေတိနဲ့ဘဟေတိကိုအဖေညှိနေတာကတော့အေယာဝတီမောခိုင်လို့ခေါ်ပါတယ်သူရဲ့ဘေးမှာအထောက်တော်ကူပေးလို့တယောက်ကူမပေးရပါတော့အုပ်စုံဒီလေးကတော့အေယာဝတီခိုင်လေပွဲကြိုက်ခင်းတယ်ပြောဟုတ်ပါစိန်မျိုးမင်းတယ်ပါဗျာ
ဆိုတဲ့နေ့တဲ့ဘုံနဲ့ပါဏာမအလီမာဖြင့်အဲ့ငါတော်ကရှိနေပါ